ပင်းလေးမတော့ဘူးဟိုးမင်္ဂလာပါခုဆိုရင်နှင်းလျှောစီးဖို့အတွက်ရေခဲပြင်ကိုရောက်နေပါတယ်ဒီမှာပါကိုယ်ကကျွန်တော်နှင်းလျှောစီးမဲ့နေရာကိုရောက်နေပါပြီ။ရာသီတူကတော့ပြင်မာတော့ -7 နေတာနေပေမဲ့ -7 ဖြစ်နေတယ်။အားကျွန်တော်ဒီမှာလက်မှတ်ဝယ်ရတာဟိုကနေကိုယ်တော့ကျွန်တော်နှင်းလျှောစီးဖို့ဆင်းပါပြီ။အေးတယ်ရာသီတူကနေတာပြီးတော့အေးနေတယ်တော်တော်အေးရဒီနေရာပုံမှန်ဆိုတော့ရေကန်ကနေပြီးရေခဲသွားတဲ့အတွက်နှင်းလျှောစီးဖို့တော့လုပ်ထားတာဘဲလေးတွေနဲ့ဒါဟုတ်ကရေခဲပြန်ဖြစ်ပါတယ်ချောနေဆရာကကိုလိုတော့များဒီလေဟာချင်းရဘလို့လဲဂီယာချော့တယ်လို့ဖြစ်ဒါတော့ကျွန်တော်တို့အထူလာတဲ့ကိုတယောက်ဖြစ်ပါတယ်သူကတယောက်တည်းဆိုတော့နောက်ကဘဲလေးမပေါ့စပင်းလေးမတော့ဘူးဟိုးလက်ထဲတာဒီညပုံမှန်ဆိုရင်အောက်ကရေကန်ကြီးပေါ့နော်ဒါအခုကကျွန်တော်တို့ဆောင်းဝသိဆိုတော့ရေကန်ခဲသွားတဲ့ခါကျတော့စပိန်စီးဖို့နေရာလေးလုပ်ပေးတာဒါလည်းတော့လုပ်ဖြစ်တယ်နေရာကိုတောင်းခွဲဟိုကျွန်တော်တန်းတော့နေခိုင်းမှာဖြစ်ပါတယ်မနေနိုင်ဘူး Okay let's go နေနိုင်ဘူးအဲ့ဒါနင်းရတယ်နင်းထိုင်လိုက်မိုးရထိုင်ပြီးရိုင်းမနင်းရတယ်နည်းနည်းကြီးနင်းရတယ်ကိုကျွန်တော်တော့နင်းပြီးတော့တန်းတော့နင်းခိုင်းကြနင်းလို့မရဘူးဆရာမကြီးကအေးပြီးတော့အဲ့တော့ကျွန်တော်ပဲဆက်နေမှာဖြစ်ပါတယ်အဒီဦးလက်တွေအေးခဲနေရပဲ ဒါတော့ကျွန်တော်တို့ပြည်မန္တလေးသိန်းဆောင်ဖြစ်ပါတယ်
အခုကကျွန်တော်စီးပြီးပါပြီပြန်တော့မှဖြစ်ပါတယ်ဟာအေးနေပြီလား အေးနေပြီ